မြန်မာစကားဟာဧကဝဏလို့ခေါ်တဲ့ monosyllabic ဘာသာစကားလို့ဆိုကြပါတယ်ဒီအယူဆနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတချို့လည်းရှိကြပါတယ်ဧကဝဏဘာသာစကားဆိုတာမြန်မာစကားလုံးတစ်လုံးအတန်အတွက်တစ်ခုတိုင်းမှာအဓိပ္ပာယ်တစ်မျိုးတိတိကျကျရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးနာမည်ကြီးလူပြောများတဲ့အပြောတစ်ခုရှိပါတယ်အဲ့ဒါကတော့ဆရာ Luce လို့ခေါ်ကြတဲ့ပါမောက္ခ H.G. Luce နဲ့ဒေါက်တာတန်းထွန်းတို့အပြန်လှန်ပြောခဲ့ကြတဲ့စကားပါမြန်မာစကားလုံးတိုင်းမှာအတန်အတွက်တိုင်းမှာအ내ရှိတယ်အဓိပ္ပာယ်ရှိတယ်ဆိုရင်ပေါင်ကြားကဟာကိုရောဘာကြောင့်အဲ့ဒါလို့နာမည်ပေးခဲ့တာလဲလို့ဆရာတန်းထွန်းကမေးခဲ့တာပါဆရာဒေါက်တာတန်းထွန်းမေးတဲ့မေးခွန်းကိုပဲဆရာကြီးဦးထွန်းတင်ကိုကျွန်တော်ထပ်ပြီးတော့မေးဖြစ်ပါတယ်ဗမာစာတွေကအဲ့လိုတစ်လုံးချင်းအဓိပ္ပာယ်ရှိတယ်ပေါ့မျက်နှာဆိုတာအဲ့ကမျက်လုံးနဲ့နှာခေါင်းနဲ့ပါလို့မျက်နှာလို့ခေါ်တယ်ပါးစပ်ဆိုတာကအဲ့ကပါးနှစ်ဖက်ခုကိုဆက်ထားလို့ပါးစပ်လို့ခေါ်တယ်လို့အဲ့လိုမျိုးပြောတယ်တဲ့အဲ့လိုမျိုးပြောတော့ကြတော့ဒေါက်တာတန်းထွန်းကဆရာတန်းထွန်းကအဲ့ဒါဆိုလို့ရှိရင်ယောက်ျားအင်္ဂါရောဘာလို့အဲ့လိုခေါ်တယ်လဲလို့အဲ့လိုမျိုးမေးရဲဆိုပြီးကြတော့အဲ့လိုမျိုးတော့ပါဆရာတန်းထွန်းကလည်းမေးတာဟုတ်တော့ပါဆရာကတော့သိတဲ့အတိုင်းပဲဆရာဟိုအရွက်တိုက်ပြီးပြောတာဆိုတော့ကျွန်တော်အဲ့ဒါတော့မှဖတ်ပြီးတော့တောင်စဉ်းစားနေတာဆရာဦးထွန်းတင်ဆိုရင်တော့စဉ်းစားပြီးသားတောင်ရှိမှာလို့ကျွန်တော်စိတ်ထဲအဲ့လိုတော့အောင်းမွေနေတာသိကြပါလေကျွန်တော်စဉ်းစားပြီးသားပါဟုတ်လားဆရာစဉ်းစားပြီးသားဆိုရင်တော့ဆရာနည်းနည်းလေးဟိုရပါတယ်ဘာလို့ဒါကအလီနီအလာလာဆိုလီနဲ့လည်းတူတူပဲဗျဟုတ်ကဲ့ဆရာလိန်လာနဲ့လည်းတူတယ်သူကလိန်တဲ့သဘောလေးပါတယ်လိန်ကောက်တဲ့သဘောပေါ့ဗျာလိန်နဲ့ကောက်တဲ့ကိုယ်လိန်တဲ့သဘောပေါ့နော်ဒီကောင်ကကိုယ်လိန်ဖြစ်နေတာဟုတ်ဗျာအဲ့ဒါကြောင့်လိန်ပေါ့နော်လာလုံးကြီးတင်စမ်းကန်နဲ့အတူတူပဲလို့စမ်းကန်လီဟာလာလုံးကြီးတင်မတ်တဲ့နဲ့အတိတ်ပဲတူပဲလိန်ကောက်တဲ့သဘောပေါ့ဒါကိုလီလို့ခေါ်တာပေါ့နော်အနဲ့ကိုကြံစားတဲ့ခါကျရင်တော့စัจ java ဘာသာစကားဆိုတဲ့အခါမှာတစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတယ်ဗျကျွန်တော်တို့မှာဒီအတိုင်းဆိုရင်တော့လီပေါ့ဗျာဒီလိုသုံးတန်ယူရမှာပေါ့လာလုံးတင်လီလာလုံးတင်စကလီနောက်တစ်ခါအဲ့ဟာပေါ့နော်အဲ့တော့သုံးတန်ယူရမှာအဲ့တော့ကျွန်တော်တို့ကဒီလီကတော့ဒီမှာဆက်ဆက်ပြီးတော့ယူလို့တော့မရဘူးဒါပေမဲ့သုံးတာပဲဒါပါတော့ဘယ်မှာသုံးလဲကြောက်ဖွယ်လီတို့ဘာလို့မှာတော့လီသုံးတာပေါ့ဗျာလူနီးပါးဆိုတဲ့အတိတ်ပဲယူမှာပေါ့လေနောက်တစ်ခါလီပေါ့လာလုံးတင်ဆန်ခက်လီပေါ့လာလုံးတင်ဆန်ဒီစလိန်တဲ့သဘောလေးပါဆရာလီနဲ့လိန်အတူတူပဲဆိုတော့ရုပ်တရက်တော့နားလေရခက်ပါလေဆရာလီနဲ့လိန်တနည်းအားဖြင့်ဣဒရာနဲ့အိန္ဒြာပြောင်းလဲတတ်တာတချို့ကိုလည်းရှင်းပြပြအောင်ဆရာနမူနာလေးတချို့နဲ့ပေါ့လေဒီနဲ့အိမ်ကပြောင်းတဲ့သဘောလေးရှိတယ်ပဲဣဒံဟာအိမ်တန်ကိုပြောင်းတယ်ဤဆိုရင်အိမ်ပေါ့လေအဲ့လိုပြောင်းတယ်ဥပမာဖြင့်ကျွန်တော်တို့ပွေလီတယ်ပြောတာပွေလိန်သားနဲ့တူတူပဲလီတာနဲ့လိန်သားနဲ့တူတူပဲဘီဆိုလို့ရှိရင်ကျွန်တော်ကဘိန်လို့ပြောင်းသွားတာပေါ့မင်းကလေးတွေဝတ်တဲ့ဟာလုံးကြီးပေါ့နော်အဲ့ဒီဟာကိုဟိုးရှိတော့ရေးတဲ့ခါကျရင်တော့စာပေပါမှာသူရေးမဲ့စလုံးကတန်ဖီလို့ရေးတယ်ဗျဖီစားတဲ့ဟာပေါ့ဗျတားချီတဲ့ချီတာတဲ့တနည်းအားဖြင့်တော့အရှက်ကြောက်ကိုတားချီတဲ့အရာမို့တန်ဖီလို့ခေါ်တာပေါ့နော်တန်ဖီဆိုတဲ့နောက်တော့အတန်ပြောင်းတော့သပိန်လို့ပြောင်းပါတယ်ဘီဟာဘိန်လို့ပြောင်းတယ်သပီးဆိုတာသပိန်လို့ပြောတယ်သပိန်ကအေးပြီးတော့မှတစ်ခါဘာတဟာမတန်ကိုပြောင်းပြီးတော့ဒီနေ့ကျွန်တော်တို့ကသမင်းလို့ပြောမှအားရတာဒီနဲ့အိမ်ဆိုပါဗျာကျက်သီးဆိုလို့ရှိရင်အတန်တက်တော့ကျက်သိန်းလို့ထက်လဲဘီလို့ရေးပေမဲ့လဲဘိန်လို့အတန်တက်တယ်ဆရာတစ်ဆက်တည်းပဲမျိုးသိစကားဝှေးစစ်ဆိုတဲ့စကားလုံးရဲ့အ내ကိုလည်းပြောပြပေးပါအောင်ခင်ဗျဝှေးဆိုတာဟာဝှေးတာနဲ့တူတူပေါ့ဗျာဝှေးပေါ့ဆိုတော့ဝါဟာထိုးအောက်ကမြင်ဝှေးပေါ့လှုပ်ရှားတဲ့ဘောပြောချင်တာဟိုဘက်ဒီဘက်လှုပ်ရှားနေလို့သူကိုဝှေးလို့ခေါ်တယ်ဟိုနွားဝှေးတဲ့ဆိုလေးဝှေးတဲ့သဘောပေါ့ဝှေးနဲ့လည်းအတူတူပဲဖြစ်မှာပေါ့နော်ဆရာဝှေးတာပဲအတူတူပဲဝှေးတာနဲ့ဝှေးတယ်ဆိုတဲ့တောင်ဘက်ဝှေးတယ်မြောက်ဘက်ဝှေးတယ်ဝှေးအောင်လုပ်တာဝှေးတာပေါ့ဗျာရေတော့ခွေးရေးတယ်အတန်ထွက်တဲ့ခါကျတော့ခွေးလို့လည်းထွက်တယ်ဗျဘာကြောင့်ခွေးလို့ထွက်လဲဆိုတော့ဒါလေးကလည်းပြောရတာတော်တော်လေးစိတ်ဝင်စားစရာလေးပါပဲခွေးကိုရေးတော့တွေ့ထိုးဝါဟာထိုးဝိဇ္ဇလုံးပေါ့ခွေးဝါဟာထိုးကိုဆက်အောက်ပြောင်းမြင်ရေးလိုက်ရင်တွေ့ထိုးဟာဝါဆွဲနဲ့အတူတူပဲဗျဝါဟာထိုးဟာဟာဝါဆွဲနဲ့တူတယ်ဟာနဲ့ခါကကြောင်းတယ်ဟာနဲ့ခါကကြောင်းတယ်ဟာဆိုတဲ့အားလေးကလည်းလေကြောင်းမှာဖြစ်တယ်ပေါ့ဗျာသူအင်္ဂလိပ်ပြန်နေပြောရင်ခါခွေးရလည်းခါကလည်းလေကြောင်းမှာဖြစ်တယ်ကငယ်ရလည်းလေကြောင်းမှာဖြစ်တာပါအဲ့တော့ခွေးဟာခွေးလို့လည်းပဲ
ပြောင်းမယ်အတန်အတွက်တော့ခငယ်နဲ့ထွက်ပြီးတော့ဝေးလို့လည်းပဲဆက်သွားတယ်နွားဝေးတာလဲနွားခွေတယ်လို့ခါကွင်းနဲ့ပြောင်းသုံးတာပဲเนาะဆရာနွားခွေတာလဲနွားခွေတာပဲပြောတယ်ဆရာအမျိုးသားလေရင်ကပစ္စည်းပြီးတော့အမျိုးသမီးပစ္စည်းလည်းပြောဖို့တော့ဆရာအုံးမထင်နော်စောက်ဆိုတာတော့net shine တဲ့သဘောပေါ့အတွင်းနဲ့နေတဲ့သဘောတွေကိုစောက်ခေါ်တာပေါ့နော် mess of the စောက်ကိုဘာလို့လဲစောက်ပေါ့ကျန်းစောက်တို့ဘာလို့စောက်ပါလဲဒါပဲစဉ်းစားကြည့်ရင်ဟိုအတွင်းအထက်ထိရောက်တဲ့သဘောဖြစ်နေလို့ဒါစောက်ကိုခေါ်တယ်လို့ပြောလို့ရနိုင်ပါတယ်နောက်တစ်ခုကနောက်ပါတွဲတဲ့ဟာလေးတွေရှိမယ်မပတ်ဆိုပါတော့ပတ်တော့ပတ်တဲ့ပတ်ဆိုတာအကြောင်းကိုခေါ်တာပဲအဲ့ထားပေါ့နော်အကွဲပေါ့ကွဲကြောင်းပေါ့လေဒီပါတယ်မှာမြေဒီမှာပတ်ကြားအဲ့တဲ့ပတ်ပေါ့နော်အဲ့ပတ်တော့ပတ်တဲ့နဲ့ပဲရေးတယ်ပေါ့ခါကကြတော့လေသူ့ရဲ့အသွင်သဏ္ဍာန်ကအဲ့ဒါကိုမဟုတ်ဘဲနဲ့အဖောင်းအဖုဘာညာလေးဖြစ်နေလို့အဖုလေးဖြစ်နေလို့သူ့လည်းပဲဖုတ်ဆိုတဲ့စကားလေးနဲ့လည်းတွဲလို့သုံးလို့ရတယ်ဆိုမျိုးအနေနဲ့ချီလျော်လို့သုံးလိုက်ကြတာပါပဲဒါလည်းမြန်မာစကားမှာတော့ရှိနေတော့ပြောရမှာပေါ့လေစကားခေါ်ခဲ့တာမဟုတ်တာတော့သိကြတဲ့သဘောပေါ့ဆရာဒီတော့အတန်တွက်တက်နဲ့အဓိပ္ပာယ်မရှိဘဲနဲ့အတန်တွက်တက်နဲ့ရင်ခေါ်ထားတဲ့စကားလုံးဆိုတာမျိုးတော့မရှိဘူးလို့ဆရာအနေနဲ့ယူဆတာပေါ့နော်ကျွန်တော်ကတော့အဲ့လိုယူဆတယ်ဗျရှိကိုရှိရမယ်အနဲ့တစ်ခုမသိသေးတာပဲဖြစ်ကောင်းဖြစ်နိုင်တယ်မြန်မာစကားစစ်ဆိုရင်တော့အနဲ့ရှိကိုရှိရမယ်အဓိပ္ပာယ်ရှိရမယ်ဖြစ်လာတဲ့ဝါဟာရရှိသမျှဟာအတန်ထွက်လာပြီဆိုတော့အနဲ့သုံးနေတာပေါ့ဗျာဒါပေမဲ့အနဲ့မရှိဘဲနဲ့သုံးတာတွေကိုမရှိဘူးလားဆိုတော့ဒီအနဲ့မရှိဘဲနဲ့လဲသုံးရင်သုံးမှာပေါ့ဗျာသုံးရင်သုံးမှာပေါ့ဆိုဘယ်လိုလဲဆိုတော့အနဲ့မရှိတဲ့အတန်လောက်ပဲရှိနေတဲ့ဂွီကောင်းဘာညာဆိုတဲ့အတန်မျိုးတွေအဲ့လိုအတန်မျိုးတွေကတော့ဘယ်လိုကျွန်တော်ပြောလို့ရမလဲညီတန်ဆွဲတွေကတော့ရှိသေးတာညီတန်ဆွဲဆိုတော့ညီတန်ဆွဲလို့ပဲအတန်တက်တယ်လို့မှတ်ရမှာပေါ့ဆရာမြည်တန်ကိုပဲဆွဲပြီးတော့ကြတော့နန်ဖြစ်တတ်မှတ်လိုက်တယ်ဆိုတာမျိုးတချို့ဖြစ်နိုင်မလားမသိဘူးเนาะဥပမာအားဖြင့်ဆရာတောက်တဲ့လို့အုပ်အောလို့ဆိုတော့เนาะဆရာအဲ့ဒါတွေကသူတို့ရဲ့အတန်ကိုဆွဲပြီးတော့ကြတော့နာမည်မှဲ့ခေါ်တယ်ဆိုတာမျိုးဖြစ်နိုင်လားမသိဘူးเนาะဟုတ်တယ်မှန်တာဖြစ်နိုင်တယ်အဲ့ဒါတွေပေါ့အဲ့ဒါမျိုးတွေပဲရှိမှာပဲလေဒါအုပ်အောလို့ကျွန်တော်တို့ကကြားလို့အုပ်အောလို့ခေါ်တယ်ဒါအုပ်ကိုလည်းကျွန်တော်တို့ကြံလို့မရဘူးအောလည်းကြံလို့မရဘူးပေါ့တခြားအောတွေအုပ်တွေတော့ကြံလို့ရနိုင်ပါတယ်ဒါပေမဲ့လည်းအောဆိုတဲ့နာမည်သူရဲ့ငှက်နာမည်လေးကိုကြံပါဆိုရင်တော့ကြံလို့ရမှာဘူးအောလို့မြည်လို့အောလို့ခေါ်တယ်တောက်တဲ့ဆိုတော့တောက်တဲ့လို့ခေါ်မယ်တစ်တီဒူဆိုတဲ့ဟာမျိုးအတန်လေးတွေတချို့ကလည်းဖွက်တီမဟုတ်ပေမဲ့နော်ကိုထင်ရမြင်ရပေါ့လေဒီလိုအတန်လေးလို့ကျွန်တော်တို့ကကြားလို့ဒီလိုပေါ့နော်မိသားဆွဲလေးတွေတော့ရှိပါတယ်အဲ့ဒါကြတော့ပါဠိလိုတော့ကျွန်တော်ရုံဒီလို့ခေါ်တာပေါ့ဗျာရုံဒီဆိုတာမိသားဒီအနဲ့မရှိဘူးပေါ့အတန်ဆွဲနဲ့ခေါ်တဲ့ဟာနောက်တစ်ခုအနဲ့ရှိရင်တော့အနော့ထခေါ်တော့